Hello အားလုံးပဲမင်္ဂလာပါရှင်ဒီ vlog လေးကတော့ငုံရဲ့တကယ်ချင်းဒီမန်းလေးရောက်တော့အရန်စားလို့ကောင်းတယ်မာလာရှန်ကောဆိုင်လေးကိုခေါ်သွားမှာပေါ့နော်ဒီဆိုင်လေးကတော့ငုံတို့မန်းလေးမှာဆိုရင်တော့မန်းလေးသူမန်းလေးသားတွေရဲ့အသေးဆွဲဖြစ်တဲ့ spicy pot ဆိုတဲ့မာလာရှန်ကောဆိုင်လေးပဲဖြစ်ပါတယ်ဘိုးရင်ကနေကတရုတ်တက်ဘက်မှာနာမည်ကြီးခဲ့တဲ့ဒီဆိုင်လေးကအခုဆိုရင်တော့65-66ကြား38လမ်းတောင်မှာဆိုင်တစ်နေရာလေးနဲ့ဖွင့်ထားတယ်ပေါ့နော်အခုဆိုရင်ဒါဆိုင်အနေထားလေးကလည်းလုံးဝကြကြဝန်းလေးဖြစ်သွားပြီးတော့ကားပါကင်လေးတွေကအစားနေရာလေးအဆင်ပြေသွားပြီပေါ့နော်အခုဆိုရင်တော့မာလာရှန်ကောလေးကိုထည့်ဖို့အတွက်ကိုအသားတွေအသီးရွက်တွေကလည်းပို့ပြီးတော့စုံလာတယ်ခုနောက်ပိုင်းမှာလူကြိုက်များလာကြတယ်မြင့်စိမ့်နေရစာဒီဆိုင်မှာရှိရပေါ့နော် spicy ပေါ့မှာလေအရင်ကမာလာရှန်ကောပဲရွေးချယ်စရာရှိရပေါ့နော်ခုနောက်ပိုင်းကတော့အခုမာလာထန်ရောတခြား side dish လေးတွေရောတောက်စရာလေးတွေရောပို့ပြီးတော့သူတို့ဘန်ညူးလေးတွေပို့စုံလာတယ်ပေါ့နော်ငုံတို့တကယ်ချင်းတွေကတော့ဒီတစ်ခါသူတို့မာလာရှန်ကောတွေမဟုတ်ဘဲနဲ့အငုံမာလာထန်တွေရောတခြား side dish လေးတွေရောစားစီချင်တာမလို့အကုန်လုံးအငုံမှားထားပါတယ်မာလာရှန်ကောရဲ့အရသာကတော့လေအရင်တော့ကအတိုင်းပဲထုံထုံဆက်ဆက်ထိထိမိမိလေးနဲ့ဟိုမှာသူ့အချင်းလေးနဲ့တွဲဖက်စားရင်ပို့ပြီးတော့လိုက်တယ်ပြီးရင်သူ့ရဲ့ spicy pot ရဲ့ signature အနေနဲ့ဒီရေညှိဟင်းရည်လေးကလည်းအရန်တောက်လို့ကောင်းတယ်ပေါ့နော်မာလာထန်ကတော့အရသာအနေနဲ့ဘုံစုအချိုဆက်ရယ်စီချွန်ရယ်ရတယ်အထုံဆက်ကိုလည်းကိုယ်စိတ်ကြိုက် level နဲ့မှာလို့ရတယ်ပေါ့နော်ဆိုင်တစ်လေးမှာလေပို့ပြီး menu စုံလာတဲ့အတွက်အငုံတော်တော်လေးသဘောကျတယ်ပေါ့နော်ဒီမှာ side dish အနေနဲ့ဆိုရင်လည်းအမိုကျော်မာလာသမင်းကျော်တရုတ်သမင်းကျော်ပြီးရင်ဝက်သားကိုမာလာလေးနဲ့တုပ်ထားတာပြီးရင်အာလူးမာလာတုပ်အာဇယ်မာလာတုပ်နဲ့ချက်ကိုလာတွေပါရရယ်ပေါ့နော်အခုလိုမျိုးရွေးချယ်စရာတွေများလာတော့လေတငယ်ချင်းတွေလာပြီဆိုရင်ကိုယ်စိတ်ကြိုက်အသီးရွက်တွေကိုရွေးပြီးတော့သူတို့မာလာရှန်ကောတပွဲမာလာထန်တပွဲဆိုပြီးတော့အဲ့လိုမျိုးခွဲခိုင်းလို့ရရယ်ပေါ့နော်တကယ်ချင်းတွေကိုမာလာရှန်ကောနဲ့မာလာထန်ကောင်းကောင်းလေးကျွေးကျင်နေရတဲ့ဒီ spicy pot ကိုခေါ်လာတာအရန်ကိုမှန်သွားတယ်ပေါ့နော်ဒီဟာထိုင်ခဲ့ရလဲကြကြဝင်းလေးဖြစ်သွားတဲ့တကယ်ချင်းတွေလွတ်လပ်လပ်ပြောပပတဲ့စားလို့တောက်လို့ရတယ်ပေါ့နော်ဘယ်နေရာရောက်ထမင်းကျော်စားမှကြိုက်တဲ့သူဆိုရင်တော့ဒီမာလာထမင်းကျော်နဲ့တရုတ်ထမင်းကျော်လေးထဲမှာမာလာထမင်းကျော်လေးကိုစားကြည့်စေချင်ပါတယ်တော်တော်လေးထုံထုံဆက်ဆက်လေးနဲ့စားလို့ကောင်းပါတယ်ကြာဆွဲကြိုက်တဲ့သူလေးဆိုရင်ဒီမာလာကြာဆွဲတုပ်လေးကိုစားကြည့်ပါတကယ်လေးကောင်းပါတယ်ကြာဆွဲရဲ့အချိုလေးနဲ့မာလာထုံဆက်လေးနဲ့ရောဆက်လိုက်တဲ့ချိန်မှာတော်တော်လေးအရသာရှိရပေါ့နော်အမိုကျော်လေးကလည်းကျွတ်မွပြီးတော့အချင်းလေးနဲ့တို့စားရင်ပို့ပြီးတော့အရသာရှိပါတယ်မာလာမကြိုက်တဲ့သူဆိုရင်တော့ဒီတရုတ်ထမင်းကျော်လေးကိုစားပါတရုတ်ထမင်းကျော်ကလည်းလုံးဝအသီးနှံလေးနဲ့ဟိုမှာချိုပြီးတော့မှုမွေးလေးနဲ့စားလို့ကောင်းတယ်အငုံကတော့မာလာသမင်းကျော်လေးကိုပို့ပြီးတော့ကြိုက်ပါတယ်ဒါလေးကတော့ကြက်ကိုလာပါသူ့ရဲ့ထူးထူးခြားခြားမန်နူးလေးပေါ့နော်ကြက်သားနဲ့ကိုလာနဲ့ကိုနှက်ထားရတဲ့လေကြက်သားလေးကလည်းလေနူးဖတ်ပြီးတော့ကိုက်လိုက်တာနဲ့ကိုပါဇက်ထဲမှာပျော်ဝင်သွားတယ်ချိုလေးနဲ့အချိုကြိုက်တဲ့သူလေးတွေအတွက်ဆိုရင်တော့ပို့ပြီးတော့အဆင်ပြေပါတယ်ဒါကလေးတွေလည်းကြိုက်မဲ့အရသာမျိုးလေးပေါ့နော်အငုံကတော့ဒီကြက်ကိုလာလေးကိုအရင်ကြိုက်ပါတယ်အခုဆိုင်နေရအစ်စ်လေးကလေသူကကားပါကင်လေးလည်းအဆင်ပြေတယ်ပြီးရင်ဆိုင်နေရလေးကလည်းပို့ပြီးတော့ကျယ်တဲ့အတွက်အငုံတို့လိုအဲ့လိုတကယ်ချင်းနေနဲ့ပဲလာမလားမိသားစုလိုက်ပဲလာမလားပြီးရင် step party ပဲလုပ်မလားတော်တော်လေးအဆင်ပြေသွားတယ်ပေါ့နော်သူ့ရဲ့မာလာထန်တွေမာလာရှန်ကောတွေ side dish တွေရောအကုန်လုံးကလည်းအရသာကိုထိထိမိမိနဲ့အားလုံးလည်းလူကြိုက်များပြီးသားဖြစ်တဲ့အတွက်လာစားဖို့အတွက်ငုံကတော့ recommend ပေးပါတယ်နောက်ထပ် vlog တွေမှာငုံလည်းဘယ်သွားပြီးဘာစားပြအောင်လဲဆိုတော့အားလုံးပဲစောင့်ကြည့်ပေးကြပါအောင်နော်အားလုံးပဲတတ်တာပါ